ခုဒီနေရာစပြီးတော့ fish shape လေးထိုးတော့မယ်ပေါ့နော်ထိုးတော့မယ်ဆိုရင်ဒီနေရာမှာပထမကchain 3နောက်ပြီး chain 3အားလုံး total chain 6ထိုးခဲ့တော့ဒီနေရာမှာ fish shape စထိုးမယ့်နေရာမှာ chain 3ပဲထိုးတော့မယ် chain 3ပြီးသွားလို့ရှိရင်ဒီနေရာလေးကို slip stitch နဲ့ထိုးလိုက်မယ်ဒီလိုမျိုးလေးဖြစ်သွားမယ်နော်ဖြစ်သွားပြီကျန်တာကတော့ပထမထိုးခဲ့တဲ့အတိုင်းပဲ chain 3ပြီးရင်ဒီစီလေးထိုးမယ်အဲ့တိုင်းလေးဆက်ထိုးသွားရုံပဲ chain 3 slip stitch ပြီး chain 3ဒီစီအဲ့လိုလေးထိုးရမယ်နော်သူကဒီနေရာလေးကဒီလိုလေးဖြစ်သွားမယ်ဟုတ်ပြီဒီမှာအဆုံးရောက်သွားပါတော့ဆုံးရောက်သွားပြီဆိုရင် chain 3ပြီးရင် slip stitch ဒီနေရာမှာရဆိုလို့ရှိရင် chain 3ပြီးရင် DC ထိုးရအောင်ဒါပေမဲ့ဒီနေရာမှာ DC မထိုးရနဲ့ဒီရာထိုးပါမယ်1 2 3ပြီးရင် chain 1ပြီးသွားရင်ဒီမှာအရင်အတိုင်းပဲ 3DC chain 1 3DC chain 1 slip stitch ဒီလိုမျိုးလေးဖြစ်သွားမယ်နော်ဆောင်းလေးပေါ့နော်ပြီးသွားလို့ရှိရင်နောက်တစ်ထန်းကျရင်လည်းအဲ့လိုမျိုးရှော့သွားမှာပေါ့နော်โอเคဒါကတော့ပထမအတိုင်းဖြစ်သွားပြီဒီနေရာကတော့ဒီနေရာမှာပထမအတိုင်းပဲထိုးမယ်ဆက်ပြီးတော့ဟုတ်ပြီဒီဟာလေးရဲ့အဆုံးရောက်လာပြီပေါ့နော်အဆုံးရောက်လာပြီဆိုလို့ရှိရင်ဒီမှာ chain 1 chain 1ထိုးပြီးရင်ဒီနေရာမှာ slip stitch လေးနဲ့ထိုးလိုက်မယ်ပြီးရင်ပထမတစ်ခုလိုပဲ chain 3တက်မယ်ပြီးရင်ဒီနေရာမှာ slip stitch လေးနဲ့ထိုးမယ်ပြီးရင် chain 3ပြီးရင်ဒီနေရာမှာဒီစီလေးထိုးမယ်ဒီတိုင်းသွားမယ်နော်ပထမသွားခဲ့တဲ့အတိုင်းပဲအဲ့လိုမျိုးလေးသွားမယ်မျိုးလေးဖြစ်မယ်မြင်ရမှာမသိအဲ့လိုမျိုးလေးဖြစ်သွားမယ်နော်ဒါပြီးသွားလို့ရှိရင်ဂျိုင်းစားမယ်ပေါ့နော်ဂျိုင်းနေရာကိုယ့်ရဲ့အိမ်ယူတိုင်းဒီကြရှည်ချမ်းနဲ့နောက်ပြီးရှေ့ချမ်းနှစ်ဖက်ကညီရမယ်နော် site ကိုကြည့်ပြီးတော့ဒီနားမှာပင်ရလေးနဲ့တွဲမယ်တွဲပြီးတော့လို့ရှိရင်ဂျိုင်းဖြစ်မယ်ပေါ့နော်ဂျိုင်းကိုကိုယ့်ရဲ့body ကိုပတ်လိုက်ပေါ့နော်ပတ်ပြီးတော့လို့ရှိရင်ဂျိုင်းရဲ့အလဲစင်တာတက်အဲ့တက်ကိုမှတ်မယ်ပေါ့နော်ကိုကတော့မှတ်လိုက်တာဒီနေရာလေးဖြစ်မယ်ဒါလေးရဲ့တစ်ဝက်ပေါ့ဆိုလို့ရှိရင်ဒီဘက်ကထားမယ်ဟိုဘက်ကနေပြန်ဆက်မယ်နော်ဒီဘက်မှာ1 2 3 4 5တစ်ဝက်ဆိုရင်ဒီဘက်မှာလည်း1 2 3 4 5တစ်ဝက်မှာရှိနေရမယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီနေရာလေးကနေစပြီးတော့ဒီအထိပဲထိုးရတော့မှာပေါ့နော်ဒီဟုတ်ပြီနော်ဒီအထိထိုးပြရနဲ့ဂျိုင်းစားပြီအဲ့တော့ဒီမှာမှတ်ထားတဲ့နေရာရောက်ပြီဆိုလို့ရှိရင် chain 3ပြောလို့ရှိရင်ဒီနေရာမှာ slip stitch လေးထိုးပြီးတော့ဒီနားမှာရက်လိုက်မယ်ပေါ့နော်ရက်ပြီးရင် chain 1ပြီးရင်ဒီနေရာမှာရင်တိုင်းမယ်ထိုးလိုက်မယ်ဒီလိုမျိုးလေးဖြစ်မယ်ပေါ့အဲ့တော့ဒီနေရာမှာပထမအတိုင်းပဲဒီနေရာမှာလာပြီးတော့ဒီနေရာလေးမှာ slip stitch လေးနဲ့ရက်မယ်ဒါကတော့ရှေ့ချမ်းရဲ့ V ထိုးထားတဲ့နေရာပါ
ဒီနေရာကတော့မှတ်ထားတဲ့ဂျိုင်းနေရာပါပြီးသွားလို့ရှိရင်ဒါကတော့ခုနကပထမအတိုင်းပဲဒီနေရာကနေစပြီးတော့ chain 3နဲ့တက်မယ်ပထမ short ခဲ့တဲ့အတိုင်းပဲပေါ့နော်ပြီးရင်ဒီနေရာမှာ slip stitch နဲ့သွားမယ်ဒီတိုင်းလေးဖြစ်မှာပဲပြီးသွားလို့ရှိရင် chain 3ပြီးရင်DC chain 3ဒီတိုင်းလေးဆက်သွားမယ်ပထမအတိုင်းပဲပေါ့နော်ဆက်သွားပြီးသွားရင် okay ဒီနေရာရောက်ပြီဒီနေရာရောက်ပြီဆိုရင် chain 3ပြီးရင် slip stitch ဒီနေရာမှာရက်လိုက်ပါမယ်ဒီနေရာကိုဆက်မထိုးတော့ဘူးเนาะဒီနေရာမှာပဲရက်လိုက်ရက်ပြီးတော့ chain 1ပြီးတော့ရင်ဒီနားမှာ WDC ပထမပုံတိုင်းဆက်ထိုးမယ် chain 1ဒါဂျိုင်းနေရပါဒီလိုမျိုးဖြစ်မယ်အဲ့တော့ရှေ့ချမ်းရဲ့ဘေးဘက်ကိုညာဘက်ကိုကတပုံစံလေးပါပဲဒီဘက်တစ်ချမ်းထိုးတက်ပြီဆိုရင်ဟိုဘက်တစ်ချမ်းလည်းအဲ့တိုင်းလိုက်ထိုးလိုက်အောင်ပါပဲเนาะဒီနောက်ချမ်းလည်းအတူတူပါပဲနောက်ချမ်းလည်းဒီနေရာကနေစထိုးမယ်ဒီနေရာလေးကနေစပြီးတော့ဂျိုင်းကိုတက်မယ်ပေါ့ဒီပုံစံအတိုင်းပါပဲတပုံစံလေးပဲဂျိုင်းစားတာလည်းတပုံစံလေးပါပဲအခုပေါ့နော်ဒီလိုမျိုးစားလာရတာဒီ3ခုပဲကျန်တော့တဲ့ချိန်ကြရင်3ခုပဲကျန်တော့တဲ့ row က1 2 3 4 5 6နံပါတ်6 row ကစပြီးတော့ဒီဘက်ကောဒီဘက်ကောဂျိုင်းမလျှော့တော့ပေါ့နော်လျှော့တော့ပဲတက်တက်လေးထိုးရတော့မယ်တက်တက်လေးထိုးရတော့မယ်ဆိုရင်ပထမစကထိုးခဲ့တဲ့အတိုင်းပဲဒီနေရာမှာ chain 6ပြန်ဖြစ်မယ်1 2 3 4 5 6တက်တက်လေးထိုးသွားတော့မယ်ပေါ့နော်1 2 31 2 3ဒီနေရာမှာပထမဟိုလိုပဲဒီစီလေးနဲ့ထိုးလိုက်မယ်ဒီလိုမျိုးလေးဖြစ်သွားမယ်ပေါ့နော်ဒီကဒီကနေစပြီးတော့တက်တက်လေးပဲထိုးရမယ်အဲ့တော့ chain 1 2 3ဒီနေရာchain 1 slip stitch chain 1အဲ့တော့ဒီဘက်အချမ်းကိုဟိုဘက်အချမ်းကိုတပုံစံနဲ့ပါပဲအဲ့တော့ဒီဟာကိုအပီးတီထိုးထားလိုက်ပါနော်ဒီဟာကိုရှေ့ချမ်းကိုဟိုဘက်ချမ်းကိုထိုးမယ်ဂျိုင်းလည်းထိုးမယ်နောက်ချမ်းလည်းထိုးမယ်နောက်ချမ်းကလည်းဒီဘက်ဂျိုင်းစားတယ်လို့ပဲစားမယ်ဒီ row ကြလို့ရှိရင်မစားတော့ဘဲနဲ့တက်တက်လေးတက်မယ်ပေါ့နော်အခုဆိုရင်ဒီမှာဒါတရားချမ်းပြီးသွားပြီပေါ့နော်ဒီလိုပုံစံမျိုးလေးအဲ့တော့ဒီဘက်အချမ်းကိုထိုးတဲ့အခါကျလို့ရှိရင်ဒီဘက်အစားထိုးရမှာဘာဖြစ်လို့လဲဆိုတော့ဖိုးဘက်အချမ်းမှာဒီလိုလာပြီးဒီနားမှာလက်စားတက်သွားတဲ့အတွက်ဒီဘက်မှာလည်းဒီနေရာစပြီးထိုးရမယ်အဲ့တော့ဒီနေရာစပြီးထိုးမယ်ပေါ့နော်
chain 3 အဲ့လိုမျိုးထိုးသွားမယ်ဒီဘက်ချမ်းနဲ့အတူတူပဲเนาะကျန်တာကတော့တိုင်ရေးအတွက်လည်းအတူတူပဲဒီလိုမျိုးလေးထိုးပါမယ်ပြီးနောက်ချမ်းကြလို့ရှိရင်လည်းနောက်ချမ်းကိုလည်းဒီကနေစထိုးရမှာပါနောက်ချမ်းကဒီဘက်ချမ်းကနေဒီဆုံးတက်ထားတဲ့နေရာကနေစထိုးရမှာပါအဲ့ဒါဆိုလို့ရှိရင်အားလုံးတပုံစံနဲ့ပါပဲဒါဆိုရင်အင်ကြီးရဲ့ရှီချမ်းလေးလည်းပြီးသွားပြီနောက်ချမ်းလေးလည်းပြီးသွားပြီเนาะရှီချမ်းလေးကဒီလိုမျိုးလေးဖြစ်မယ်နောက်ချမ်းလေးမှာကြတော့ဒီကောင်က15တန်းပေါ့နော်ထိုးလာတာ15တန်းမှာ2တန်းလျှော့ပြီးတော့73တန်းမြောက်ကြလို့ရှိရင်ဒီလေပင်ကိုနောက်လေပင်ကိုလည်းဝက်ဝိုက်လေးလိုချင်တဲ့အတွက်4ခုမြောက်မှာ1 2 3 4 4ခုမြောက်ရဲ့ဒီလေလေးမှာ marking မှတ်လိုက်တယ်မှတ်ပြီးတော့ဒီနေရာစပြီးတော့ decrease လုပ်လိုက်တယ်2တန်းထိုးတယ်ပေါ့နော်ဒါဆိုရင်ဒီနေရာမှာလည်း3ခုညမှာလည်း3ခုညီသွားပြီအဲဆိုရင်ပခုံးနှစ်ခုကိုတွဲလိုက်မယ်ဒီဘက်ကလည်းအဲ့လိုမျိုးပဲ marking လေးမှတ်ထားတယ်ဒီဘက်ကမထိုးပြရတယ်ပေါ့နော်1 2 3 4အလဲလေးမှာဒီဘက်လိုမျိုးပဲနမူနာလေးပြနော်ဒီလိုမျိုးလေးထိုးပြလို့ရှိရင်တွဲလိုက်ပြီးပြီပေါ့နော်အဲ့ဒီပြီးရင်အနားကိုလေးတွေကုတ်မယ်ပေါ့နော်လဲပြီးနားကိုကုတ်မယ်ဂျိုင်းနားကိုကုတ်မယ်ဆိုရင်ဒီရင်လေးကပြီးတော့ပါပြီโอเคဒီနေရာမှာလေဟိုကတစ်ခုပြချင်တာကိုယ်ဆိုင်နေမလို့ဒီနေရာက3ခုကျန်တာပေါ့နော်တချို့လူတွေကစိုက်ကြီးလို့ရှိရင်4ခုလည်းဖြစ်နိုင်တယ်5ခုလည်းဖြစ်နိုင်တယ်အပြားကြီးသွားမှာကြီးသွားတဲ့ခါကျတော့ဒီနေရာကနေစပြီးတော့စားပြီးတော့ရှင်ဒီနေရာကကြီးသွားနိုင်တယ်အဲ့ခါကြလို့ရှိရင်ကိုယ့်ရဲ့ site ပုံမူတည်ပြီးတော့ဒီနေရာကိုချိန်ရမှာပေါ့နော်ကိုက3ခုမလို့4ခုရဲ့တဝက်မှာထားတာအကယ်၍ကို4ခုသမားဆိုရင်5ခုရဲ့တဝက်မှာထားဒီနောက်လေပင်လေးကိုလေနောက်ချမ်းလေးကို white တဲ့နေရာလေးကိုပြောတာအဲ့နေရာလေးကကိုယ့်ရဲ့ဖြစ်သွားတဲ့ကိုထိုးထားတဲ့တိုင်ရဲ့အတိုင်းကိုပေါ့ဒီနေရာလေးကိုတိုးသွားမှာနော်ကိုယ်တိုင်းလိုက်ထိုးစီရမလို့ပေါ့နော်ကိုယ်ဆိုင်နဲ့ကိုထိုးလို့ရပါတယ်ဒါလေးပြပြဖို့ပါကျန်သွားတော့ပါအဲ့တော့နောက်ပခုံးနေရာလေးထိုးပြမယ်နော်ဒီနေရာမှာကျတော့ဒီကနေလာပြီးတော့ဒီနေရာမှာဆုံးသွားတဲ့အတွက်ဒီဘက်မှာကျတော့ဒီကနေစထိုးရမှာနော်စထိုးရမှာဆိုတော့ဒီနေရာမှာကဲ0 1 2 3 chain 3ထိုးမယ်ပြီးတော့ရင်ဒီနေရာ3DC အရင်တိုင်းပဲပေါ့ချင်းက 3DC ထိုးမယ်အတိုင်းလေးထိုးရမယ်နော်အတိုင်းလေးထိုးပြီးတော့ဒုတိယတန်းကျရင်လည်းဟိုပထမ short အတိုင်း short ရဲ့အတိုင်းပဲပေါ့နော်ဒီမှာကိုကအရှိမ3ခုပဲ3ခုကျန်4ခုသမားဆို4ခုကျန်ပြီးသွားလို့ရှိရင်ရှင်းနဲ့နောက်နဲ့တွဲပြီးသွားရင်ပြီးပြီပေါ့နော်အနားကိုလေးကိုတောင်းပြပေးပါမယ်အဲ့တော့ပခုံးတွဲတာတော့အားလုံးတွဲတတ်မှာပါနော်ဒီအောင်ကိုထိုးရရဲ့မလှဘက်ကပြောင်းမြန်ဘက်ကနေပြီးတော့တွဲမယ်နော်ပြောင်းမြန်ဘက်ကတွဲမယ်ဆိုရင်ကျိုးကိုလည်းဖြုတ်ခဲ့တော့ညှက်ခဲ့ပေါ့နည်းနည်းရှည်လေးမှတွဲလို့ရမှာပေါ့နော်ဒီချုပ်အပ်လေးနဲ့တွဲမယ်ဒီဘက်ကအရှိချမ်းကအရေးအတွက်နဲ့နောက်ကဟာနဲ့ကတွဲမဲ့ဟာနဲ့ကတူနေရမယ်ပေါ့နော်ဒီလိုမျိုးတူနေရပါမယ်အဲ့ဒါမှသူကညီညီလေးနဲ့လှမှာပေါ့နော်ဒီလိုမျိုးလေးဒါတူနေရနော်ဟုတ်ပြီအဲ့ဒါဆိုရင်တွဲပါမယ်ဒါကတော့တော်တော်များများတော့တွဲတတ်ပါပါဒီနေရာမှာတိုင်ထောင်ထားတဲ့ chain 3ရဲ့အစဆိုတော့ဒီဘက်မှာလည်း1 2 3မျိုးတွဲမယ်နော်
ဆိုရင်ပခုံးလည်းတွေ့ပြီးသွားရင်ဆိုရင်အနားကိုထိုးမယ်ပေါ့နော်အနားကိုထိုးရင်ကိုကတော့ဒီအရောင်လေးနဲ့ထိုးမယ်ညူရောင်လေး brown color လေးနဲ့ပေါ့နော်ဟုတ်ပြီဘယ်နေရာမှာစထိုးမလဲဆိုတော့အစကိုဒီဂျိုင်းရဲ့လေတက်တက်ရနေပြီးတော့စပြီးတော့ဆက်မယ်ဒီနေရာတခြားနေရာတွေမဆက်ဘူးနော်နေရာဆက်မယ်အဲ့တော့ဒီနေရာမှာပထမဆုံးဒီနေရာလောက်မှာဒီတိုင်လေးရဲ့အလဲပေါ့အလဲလေးမှာစပြီးတော့ဆက်ပါမယ်โอเคအဲ့တော့ chain 1 ထိုးမယ် sorry ပါချီလေး chain 1 ထိုးမယ်ပြီးရင်ဒီနေရာမှာ1 2 3 4 5 6 7 chain 7 ထိုးမယ်ဒီတိုင်လေးမှာ slip stitch လေးနဲ့ထိုးမယ်ဟုတ်ပြီနော်ဒီတိုင်းလေးပတ်လဲထိုးရမယ်ဒီပုံစံတိုင်းလေးပဲပေါ့နော်ဒီအကုန်လုံးပတ်လဲထိုးရမယ်ဂျိုင်းလည်းအဲ့ပတ်တန်ပဲထိုးသွားပါမယ်โอเคအဲ့တော့အားလုံးပြီးသွားပြီဆိုရင်ဒီနေရာမှာနောက်တစ်တန်းကိုဂျိုင်းဒီနေရာလေးကို1 2 3 chain 3 skip 1 1 2 3 chain 3 skip 1ဒီညကျရင်တော့1 2 3 skip မလုပ်တော့ဘဲနဲ့ဒီထဲမှာပဲပြန်ထည့်မယ်နော်ဒီလိုမျိုးလေးခြုံလေးဖြစ်သွားအောင်နော်ပြီးသွားရင်1 2 3 skip 1 1 2 3 skip 1မှာအဲ့တိုင်းလေးပတ်လေထိုးရပါမယ်ဒီလိုမျိုးလေးဖြစ်မယ်နော်ဒီလိုမျိုးလေးထိလေးရထိုးချွတ်လေးဖြစ်မယ်